ဒီရင်ပွဲလေးကတော့ဖိလစ်ပိုင်မှာအရန်နာမည်ကြီးပြီးလက်မလဲအောင်ရောင်းရတဲ့ crispy butter ဝက်ပောင်အချောင်းလိုက်ကိုအကျွတ်ကြော်ထားတာလေးပါတေချာလုပ်တဲ့ရင်ရောင်းတန်းလဲဝင်မယ် air fryer နဲ့ပဲအလွယ်တကူလုပ်ပြပါမယ်အရင်ဆုံးဝက်ပောင်ကိုအညစ်အကြေးတွေကိုချစ်ထုတ်ပြီးတော့တေချာဆေးတာချစ်တုံပြူကိုအလဲကနေပဲခွဲတာဂျင်းကိုလည်းအပြားလေးတွေလှီးထားမယ်ဒါလေးကတော့ကလဝေးရွက်မယောကောင်းကိုတော့အစိလိုက်ပဲတုံပါတယ်ရပြီဆိုရင်ဝက်ပောင်ကိုပြုတ်ဖို့ရေထည့်မယ်ခုနကပြင်ထားတဲ့အစာပလာတွေအကုန်ထည့်စားဖိလစ်ပိုင်တွေအယောင်လှအောင်ထည့်တဲ့အနာတိုစီကမရှိတဲ့အတွက်စနင်းမုံလေးနည်းနည်းထည့်ပါတယ်ပြီးတော့ခုနကရေဆေးပြီးတန့်စင်ထားတဲ့ဝက်ပောင်ကိုထည့်ပြီးတော့ပြုတ်ပထမဆုံးမိနစ်20လောက်ပြုတ်ပြီးသွားရင်တော့အကျက်ညီအောင်လို့အထက်အောက်လေးလှမ်းပေးနောက်ထပ်မိနစ်20ထပ်ပြုတ်မယ်အထဲကနူးမနူးကိုထိုးပြီးတော့စမ်းကြည့်မယ်နည်းနည်းလေးလိုသေးတဲ့အတွက်နောက်ထပ်မိနစ်20ထပ်ပြုတ်ပါတယ်အခုတော့အထဲထဲထိပါနူးပြီဆိုတော့ရပါပြီဘန်းတစ်ခုထဲမှာရေစစ်ထားပြုတ်ထားတဲ့အရေကိုလည်းဟင်းကြိုချက်တော့ဖို့စစ်ပြီးယူထားလိုက်ပါတယ်ပြုတ်ထားတဲ့ဝက်ပောင်ကိုအေးခံမယ်အေးခံတဲ့နေရာမှာလည်းအရန်ကိုအရေးကြီးပါတယ်3နာရီလောက်ဒါမှမဟုတ်ရင်တညသိရေခဲတက်တာထဲမှာထည့်ထားရင်ပိုကောင်းပါတယ်စီရီကတော့အပြင်မှာပဲအခုလိုမျိုးအချောက်ခံထားလိုက်တာအပေါ်ရန်အရေကုန်တွေတင်းပြီးတော့ခြောက်နေပါပြီဒီလိုမျိုးတေချာခြောက်ပေးခြင်းကအရေကုန်ကိုပို့ပြီးတော့ကျွတ်ရွစေပါတယ်တေချာလေးအချောက်ခံပြီးသွားပြီဆိုရင်တော့ကြော်ဖို့ပြင်ပါမယ်အပေါ်ရန်ကိုစီလေးတွေတုပ်ပေးလိုက်တေချာလေးနဲ့အောင်စီတုပ်ပြီးသွားပြီဆိုရင်တော့ air fryer နဲ့ကြော်ပါမယ် air fryer အသုံးပြုတဲ့အခါမှာလည်းအခောက်ကိုပို့ပြီးတော့ကျွတ်ရွလာစေဖို့အပူချိန်ကိုအတိုးအလျှော့လုပ်ပေးခြင်းကအရန်ကိုအဓိကကြပါတယ်အရင်ဆုံးအပူချိန်ကို160 degree celsius နဲ့15မိနစ်လောက်အပေါ်ရန်အခောက်တွေတင်းသွားတဲ့အထိကင်ထားပေးရမယ်15မိနစ်ပြည့်ပြီဆိုရင်တော့နောက်တစ်ပတ်ကိုလှမ်းပေးအခုအဆင့်ကတော့ကျွတ်အောင်လုပ်တဲ့အဆင့်မဟုတ်သေးပါဘူးအပေါ်ရန်အရေကုန်တွေကိုပို့ပြီးတော့တင်းပြီးတော့ခြောက်သွားစေပါတယ်ဒါမှအခောက်ကပို့ပြီးတော့ကျွတ်လာမှာပါဒီအဆင့်မှာတေချာချောက်အောင်မလုပ်ပေးခဲ့ဘူးဆိုရင်အခောက်ကမပွားဘဲနဲ့ကြက်ကြက်ကြီးဖြစ်နေမှာပါအပူချိန်160 degree celsius နဲ့တေချာချောက်အောင်လုပ်ပေးပြီးသွားပြီဆိုရင်တော့အခုနောက်တစ်ဆင့်မှာကျွတ်ရွအောင်လုပ်ပါမယ်ဒီလိုမျိုးကျွတ်ရဖို့အတွက်အပူချိန်ကိုအမြင့်ဆုံးထားရပါမယ်။ CD ရဲ့ air fryer တော့200တော့အမြင့်ဆုံးဖြစ်လို့200နဲ့10မိနစ်အရင်ကြော်ပါတယ်။တကယ်လို့အပူချိန်က250 300အထိရမယ်ဆိုရင်ပိုကောင်းပါတယ်။ခုတစ်ခေါက်ကတော့အပူချိန်ကိုအမြင့်ဆုံးတင်ထားတဲ့အတွက်10မိနစ်စီအရင်ကြော်သွားပါတယ်။ကြည့်ပါဦးအခောက်တွေစပြီးတော့ပွာလာပါပြီ။နောက်တစ်ပတ်ကိုလှန်ပြီးတော့လဲခုနလိုမျိုးအပူချိန်အမြင့်ဆုံးနဲ့ထပ်ကြော်တကယ်လို့ကျွတ်ဖို့လိုသေးရဆိုရင်လည်းအချိန်ကို9မိနစ်စီထပ်တိုးပေးသွားလို့ရပါတယ်အခုကြော်လိုက်တာကတော့တစ်ပတ်ကို15မိနစ်လောက်စီကြာသွားပါတယ်ကြက်ခံနေပြီဆိုတော့တွဲစားဖို့အချင်းဆက်မယ်ချစ်သွန်ဒီကိုနှုတ်နှုတ်ဆင်းအဆက်စားနိုင်တယ်လို့ငရုတ်သီးကိုလည်းပပလေးတွေညှစ်ထည့်တမယာကြီးညှစ်ထည့်မယ်ပဲငံပြရတစားဆိုရှာလကာယို2ဆထည့်ရပါမယ်အချို့အတွက်တကြားလေးနည်းနည်းထပ်ထည့်ရမယ်စီဒီကတော့တကြားမသုံးတဲ့အတွက်ကွန်စီရက်ကိုထည့်ပါတယ်ငရုတ်ကောင်းလေးအပေါ်ကဖြူပေးလိုက်ရင်တော့အစင်လေးဖြစ်ပါပြီအရသာကတော့လိုသလိုအလျှော့အတင်းပြင်သွားပေးလို့ရပါတယ်အားလုံးပေါင်းနိုင်ဝက်လောက်ကြော်ပေးပြီးွားရင်တော့ကြည့်ပါဦးအပေါ်ရင်အခောက်တွေကဘူစီပေါင်းတွေထပြီးတော့ကျွတ်ရွနေတဲ့ဝက်ပောင်အကျွတ်ကြော်လေးရပါပြီကျွတ်မကျွတ်စမ်းမယ်အတန်လေးကိုနားထောင်ကြည့်crispy butter ကအခုလိုမျိုးအပေါ်ရန်အရေကောင်ကကျွတ်ရွပြီးတော့အထဲတဲ့အသားတွေကနူးဣနေမှာအကောင်းစား crispy butter ဖြစ်မှာပါအပေါ်ရန်အရေကောင်ပဲကျွတ်ပြီးတော့အထဲတဲ့အသားကလည်းမာနေရင်စားလို့မကောင်းပါဘူးကြည့်ပါဦးအပေါ်ရန်အရေကောင်တွေကကျွတ်ရွနေုံမကပဲအထဲတဲ့အသားတွေကလည်းနူးညံ့နေရပဲပြီးရင်တော့အခြေလေးနဲ့တို့ပြီးတော့အခုလိုမျိုးစားရပါမယ်ချစ်တငယ်ချင်းတို့စားပါဦးစီရီကတော့အရင်ဆုံးမြည်လိုက်ပါဦးမယ်အိုးကျွတ်ရွပြီးတော့အထဲထဲအသားလည်းအိနေရပဲအရန်ကိုစားလို့ကောင်းတယ်အိမ်မှာပဲကြော်စားခြင်းလားရောင်းဖို့ပဲကြော်ခြင်းလား crispy butter လုံနည်းလေးကတော့အရန်လွယ်ကူလို့လိုက်လုပ်ကြည့်လိုက်ပါတော့ကဲစားပြီးပြီဆိုတော့ထုံးစံတိုင်းစေးကြော်ရေတုပ်အဝတ်နဲ့အုပ်